စားကြဘေးမဖြစ်ပါဘူးရဲရဲတာစားကြဟင်းဆိုတာကြီးကတမျိုးပဲနော်အင်းလေ तू ကတခုခုတော့တခုခုပဲဆက်တောင်မစားကြတော့ကွာနွေရာသီကြောင်မရဲ့ကြီးတယ်ချက်ကြီးကမနဲ့စော်စော်ကလေးတွေကိုသူ့အိမ်ကိုခေါ်လိုက်တာဆိုတော့ဖိုးတူတို့အဖွဲ့လေကိုချက်ကြီးအိမ်မှာရောက်နေကြတယ်ကိုချက်ကြီးကတို့ကိုခေါ်ပြီးဘယ်ရောက်နေရလဲမသိဘူးနော်မုတ်တွေကြတော့ချပေးပြီးတော့အေးလေဘယ်ရောက်နေလဲမသိဘူးချက်ကြီးကခဏနေမှအိမ်သားကနေအပြေးလျှောက်လာလိုက်တယ်ချက်ကြီးကသူတို့ဘေးကိုဝင်ထိုင်လိုက်တယ်ဘာပြောစရာရှိလို့လဲပြောတော့လေကိုချက်ကြီးတမီးကိုလည်းမအားရကြရလာရတာဆိုတော့လေမလီသူ့ကိုယ်သူလုပ်ငန်းရှင်ကြီးပေါ့အဖိုးရီတာကပြောတာအေးပါမိဘရင်ပြောပါမယ်ဒါလို့ဟာငါအဖွားရင်ကရွာနဲ့တော်တော်ဝေးတဲ့နေရာမှာရှိတယ်အဲ့ဒီကိုသွားမလို့မင်းတို့ကပါခေါ်ခြင်းလို့အဲ့ဒီမှာဘာတူတူဆန်ဆန်ရှိလို့လဲဗျရှိတာပေါ့ကွာဘာလို့ရှိရလဲကိုချက်ကြီးရဲ့အကုန်ပြောပြပါဦးဗျအိမ်ကရှေးအောင်အိမ်ကြီးကွာရှေးအောင်ပစ္စည်းတပုံကြီးပဲရှေးအောင်ပစ္စည်းတွေဆိုရင်စိတ်ဝင်စားတယ်တုပ်ပေါ်ကလည်းထောက်ခံလိုက်ပြန်နေငါရောပဲကဲမင်းတို့လိုက်ကြမလားအဖွားစီကသတင်းမရနဲ့သွားရတာဟိုမှာမင်းတို့လေးလာလို့ရတာပေါ့ကွာကိုချက်ကြီးကျွန်တော်ပြန်အောင်မေဗျတိုင်မီပြီးပြန်ပြောမယ်နော်ဟဲ့အောင်နေသွားကြစို့ဟုတ်ပြီတက်တာကလေးတွေဒီလိုနဲ့သူတို့လည်းအိမ်ပြန်လာလိုက်ကြတယ်နောက်နေ့ရောက်တော့ဖိုးတူငပိန်တုပ်ပေါ်နဲ့မိဝိုင်းတို့ကဘုန်းကြီးကျောင်းမှာလုံအားပေးလုပ်နေကြတာနင်တို့ရေလေဖိုးတူကိုတွေ့မိသေးလားတွေ့ပါဘာလို့ဖို့လဲသူတို့ပြောနေတော့ဖိုးတူကရောက်လာတယ်ဖိုးတူမင်းစဉ်းစားပြီးပလားလိုက်ဖို့ကငါကမင်းတို့ပါမှာသွားမှာအမေကတော့ငါ့ကိုသွားကြရင်သွားတဲ့ဖိုးတူကတော့သွားဖို့ကြောင်းစဉ်းစားလိုက်ပြီးတော့ဒါဆိုလဲသွားမယ်လीကွာခုနကငါကိုချက်ကြီးနဲ့တွေ့သေးတာလိုက်ဖြစ်ရင်မနဲ့စောစောတွေ့ရင်လာခဲ့တဲ့ထော်လာကြီးငါထားတယ်တဲ့မိဝိုင်းကထော်လာကြီးဆိုတဲ့အတန်ကြားတော့ပျော်သွားတယ်ရိတ်ပျော်စရာကြီးမိုက်တယ်ထော်လာကြီးစီးကျင်နေတာကြာပြီဘောလာတို့ငါတို့မနဲ့ပြန်မနဲ့မှတွေ့ကြမယ်အခုတော့မြင်မြင်အလုပ်လုပ်ကြရအောင်မနဲ့မွန်လင်းတော့လူစုလိုက်ကြပြီးချက်ကြီးစီကိုရောက်လာခဲ့ကြတယ်ခဏကြာကိုချက်ကြီးငါထားတဲ့ထော်လာကြီးရောက်လာတော့အားလုံးထော်လာကြီးပေါ်တက်လိုက်ကြတယ်မင်းတို့ရောတိမှာမဟုတ်ဘူးအခုဒိုးသွားနေရင်လည်းဖုတ်မိကြီးတုပ်ဘောကမျက်နှာကြီးမဲ့သွားတယ်ဟာစောင့်လာပြန်ပြီကိုချက်ကြီးကလည်းကြောက်ပါလေဆိုဆက်ပြောပါအောင်မြကိုချက်ကြီးကသူတို့တွေကတခါတလေသွားနေလာနေတဲ့သူတွေကိုလမ်းကြုံလိုက်ကြံလို့ဘာညာနဲ့ပြောလိုက်လာတာပြီးတော့ဒီလိုဆိုတဲ့နေရာအမိုက်တစ်ခုတောင်ကိုယ့်စီကိုပါမလာစီနဲ့ဘာလို့လဲကိုချက်ကြီးရဲ့သူတို့ကလိုက်လာတတ်တယ်ဆိုပြီးလူကြီးတွေပြောဘူးလားကြားဘူးလေအခုရောအဲ့လိုတွေရှိသေးလားဗျကိုချက်ကြီးမပြောတတ်ပါဘူးကွာရှိရင်လည်းရှိတော့တာပဲတော်ဘောကလောက်ချင်လို့မရှိပါစေနဲ့ဗျာမရှိပါစေနဲ့အဲ့လိုပြောတဲ့လူပိုချောက်တာတဲ့ဟဲ့အောင်လာမစားနဲ့ကွာကြောက်လေကြောက်ဘိုက်ကလည်းစားရတယ်တဲ့ဒါလိုနဲ့ပဲသူတို့တွေကတော်ကီပွားလိုက်လာပြီးထော်လာကြီးလဲမောင်းလာလိုက်တာကိုချက်ကြီးရဲ့အဖွားရင်ကိုရောက်လာလိုက်ကြတာကိုချက်ကြီးအဖွားကိုခေါ်လိုက်လीဗျာအဖွားကစုံသွားပြီကွာကဲလာကြကလေးတွေဝင်ကြရင်တတိထားမေပုံမေကြောက်စရာအငွေ့သက်တွေရနေတယ်ဟုတ်တယ်ငါလည်းရနေတယ်နာနာဘောင်တွေရှိနိုင်နေကွာတဘောကတော့ကြောက်နေပြီမေဖိုးတူတို့ဝင်သွားတော့ကြောက်နေပဲဝင်လိုက်တာအင်ကြီးလေးရောက်တော့ကိုချက်ကြီးကကလတ်တိုင်းတစ်လုံးမှထိုင်လိုက်ပြီးမိဝိုင်းတို့ကတော့အင်ကြီးလေးကပင့်ကိုမြင်နေတဲ့ဖုန်တက်နေတဲ့ပရိဘောဂတွေကိုလိုက်ကြည့်နေလိုက်ကြတာကလေးတွေငါတို့အိမ်မက်ခန်းနေတက်မှတ်ကြမယ်ဖိုးတူမိဝိုင်းနဲ့ငပိန်ကတကန်းအိမ်လိုက်သမီးကတကန်းအိမ်လိုက်မယ်လေအခန်းကနှကန်းမဲ့ရှိတာမိဝိုင်းတို့နေရမယ့်အခန်းထဲမှာကနေနှလုံးရှိတယ်ဒါဆိုကျွန်တော်ကရောဘာမှအိပ်ရမှာလဲဗျတော်ဘောကကိုချက်ကြီးနဲ့အိပ်ရမှာတော်ဘောကအဲ့ဒီကမှမျက်နှာလန်းသွားတယ်အခုတော့ငါချက်ခင်စားချိန်နေရတော်ဘောမင်းလည်းဗိုက်စာနေရမလားမိဝိုင်းတို့လည်းကိုချက်ကြီးထိုးချနေအောင်သတိထားမိလိုက်ကြတာဖိုးတူကငပိန်နဲ့မိဝိုင်းကိုစပြောလိုက်တယ်ငါမတင်ကြတော့ဘူးကိုချက်ကြီးကိုကြည့်ရတမျိုးကြီးဟာတ
တရေမြောင်ဝင်ဘူးနေရလားမသိဘူးနော်ဖြစ်နိုင်တယ်ကွာဒါပေမဲ့မသေးစားတော့စောင့်ကြည့်ရမှာတော်ဘောကလေသူနဲ့အိမ်ရမှာအကောင်ဘာမှမရိပ်မိဘူးစားဖို့လောက်ပဲသိတာသူတို့ပြောနေတော့မှကိုချက်ကြီးကဖိုးထုနဲ့မြဝိုင်းငါညီလိုနေအောင်မိဖို့ကြောင်နဲ့ဝင်ပြီးတကူရှင်ချက်နေလိုက်ကြကိုချက်ကြီးကကြက်သွားရှာလာခဲ့မယ်ဖိုးထုနဲ့မြဝိုင်းလည်းမိဖို့ကြောင်နဲ့ရောင်လင်လင်နဲ့ဝင်သွားလိုက်ကြတာတော်ဘောနဲ့ငပိန်မှာသူတို့နောက်ကလိုက်လာခဲ့ကြတယ်ချက်ကြီးကတော့ကြက်ရှာမယ်ဆိုပြီးအိမ်ပြင်ကိုတယောက်တည်းထွက်သွားလိုက်တာဖိုးထုတို့တွေမှောင်မဲနေရဲ့မိဖို့ကြောင်တွေမှာကြောင်တောင်တွေဖြစ်နေကြတယ်ခဏနေရောချက်ကြီးကဖျောင်းနိုင်တဲ့ကြောင်နဲ့ဘေကရလာမှမသိတဲ့ကြက်တီကြီးကိုင်းပြီးဝင်လာတော့အားလုံးလက်သွားကြတာကဲဒီကောင်ကြီးကိုငါကိုင်းလိုက်မယ်တော်ဘောကိုချက်ကြီးကိုဖျောင်းနိုင်ပြီးထုံးပြောင်းတော်ဘောလေချက်ကြီးပြီးတဲ့ဖျောင်းနိုင်ကိုကိုင်းလိုက်တယ်ကျွန်တော်တို့ကရောဘာလို့ရမှာလဲကိုချက်ကြီးမင်းတို့ကကင်းမိုးအတွက်တစိုးလုပ်ကြမိဝိုင်းကအစာပလာရေလုပ်မယ်ငါပင်ကသူတို့ကိုကူပေးလိုက်ဟဲ့အောင်ဒါကြီးကတော်တော်ထူးဆန်းနေပြီကွာသူအဲ့ဒီချက်ကြီးကိုဘယ်ရရလာလဲမသိဘူးဟုတ်တယ်ငါလည်းစဉ်းစားမရဘူးဟဲ့ဖို့တို့နင်အဲ့ဒီချက်ကင်စားမလားစားမှာဘောကဗိုက်စာနေအောင်အေးလေစားတော့စားရမှာမစားခင်တရားစာရုံးစားတိလားဘိုင်းနဲ့လှုပ်ထားမှမသိဖြစ်နေမှာမဟုတ်လို့ရှင်ဒါလိုနဲ့ဟင်းချက်သွားတော့အားလုံးကအေကန်နဲ့ကတမင်းစပွဲကြီးမှာအစင်းနဲ့စားဖို့စောင့်နေလိုက်ကြတယ်ချက်ကြီးကချက်ကင်မန်းကြီးမလာတော့တုတ်ဘောကဝါအနံ့လည်းမှုှေးနေရပဲကွာချက်ကြီးကဘန်းကြီးကိုစပွဲလင်မှာချလိုက်တယ်ဖိုးတူငပိန်နဲ့မိဝိုင်းကမစားခင်ဖျားစာတူတူလေးရှော့လိုက်ကြတာဒါပေမဲ့တုတ်ဘောနဲ့ချက်ကြီးကတော့စပြီးဆွဲနေလိုက်ကြတယ်ချက်ကြီးကပါဇက်တွေစက်ပေါင်တစ်ခုကိုတားလေးထည့်လိုက်တော့အကုန်လုံးမျက်လုံးပြူးသွားကြတာချက်ကြီးကစားကြဘေးမဖြစ်ပါဘူးရဲရဲသာစားကြဟင်းဖိုးတူကစားနေရင်နဲ့ဟင်းဆိုတာကြီးကတမျိုးပဲနော်အင်းလေ तू ကတခုခုတော့တခုခုပဲဆက်တောင်မစားကြင်တော့ကွာပြီးရနဲ့သူတို့အားလုံးအခန်းနေတဲ့အိတ်ဖို့အတွက်ဝင်လာလိုက်ကြတယ်တဘောကတော့ချက်ကြီးရဲ့အခန်းထဲဝင်လိုက်သွားပြီးသူတို့၃ယောက်ကတော့အခန်းထဲဝင်လိုက်ကြတာမိဝိုင်းကဂရင်တလုံးမုံတက်ထိုင်လိုက်တယ်ငါတော့လေကိုချက်ကြီးကိုကြောက်နေတာဟာနင်တို့ရောငါရောပဲတုတ်ဘောအောင်နဲ့စိတ်ပူတယ်ဒီကောင်ကတရေကြောက်တတ်တဲ့ကောင်ကိုချက်ကြီးကတရေပူးနေတယ်လို့ကြီးဖြစ်နေတာဟုတ်တယ်ကွဒီကောင်ဘာမှမသိလို့နေရတာသိရင်နေမှာမဟုတ်ဘူးအဲ့ဒါငါတို့ဘယ်လိုလုပ်ကြမလဲတုတ်ဘောကိုကဲရမယ်လေမဟုတ်ဘူးလားငါတို့တွေသူတို့ခံကိုသွားချောင်းရအောင်တခုခုဖြစ်လာရင်ကဲလို့ရတာပေါ့အဲ့ဒီကြံမစိုးသဘောတူတယ်ဟုတ်တယ်ဒါမှတုတ်ဘောကိုညင်လို့တော့ငါတို့စင်နေရှိနေမှာတငယ်ချင်းတုတ်ဘောလေးဘာမှစိတ်ပူနေဟိတို့လာပြီသူတို့တွေချက်ကြီးလို့အခမ်းအနားကိုခြေတံမကြောင်းဖြည်းဖြည်းလေးသွားလိုက်ကြတယ်ပြီးတော့အခန်းပြင်ကနေအတင်းအတန်ကိုနားထောင်နေလိုက်ကြတယ်ကိုချက်ကြီးကကြက်ခင်နဲ့စားရတာမဝတာကိုပြောနေတာငါကွာအဲ့ဒါမဝဘူးကွာတုတ်ဘောငါမှမစားရမတော့ရတော်တော်ကြာပြီတုတ်ဘောကအိတ်နေကချက်ကြီးရဲ့မျက်နှာကိုလှမ်းကြည့်လိုက်တော့မျက်နှာကနီးရပြီးမျက်လုံးတွေကနှက်ရောင်ဖြစ်နေအောင်တွေးလိုက်ရတာတုတ်ဘောလည်းလူးလဲထားလိုက်လို့တကားနာကိုသွားကက်လိုက်တယ်ချက်ကြီးကဆက်ပြောပြန်တာပြီးတော့ကွာအခုကမဲသားစားကျင်တာအမဲသားတပိတ်သားလောက်ကတော့နန်ကြတာညှက်မှာမဟုတ်ဘူးမင်းရောအမဲသားကြိုက်လားတုတ်ဘောကငိုတန်ကြီးနေမကြိုက်ဘူးဘာမှမကြိုက်ဘူးဖိုးထုငပိန်တို့မိဝိုင်းတို့ငါ့ကိုလာခဲ့ပါအောင်ကိုချက်ကြီးကတရေဝင်ဘူးနေပြီချက်ကြီးကတုတ်ဘောစီရှောင်းလာတော့တုတ်ဘောလည်းတကားဖွင့်ပြီးထွက်ပြေးတော့တယ်ဖိုးထုတို့လည်းတုတ်ဘောနောက်ကပြေးလိုက်ပြီးအော်ခေါ်လိုက်တာတုတ်ဘောစောင့်မအောင်ကွာဘယ်ကိုပြေးမလို့လဲလာတို့အခန်းထဲပြေးမယ်သူတို့လည်းအခန်းထဲပြေးဝင်လိုက်ကြတယ်ချက်ကြီးကအနောက်ကနေလိုက်လာတာချက်ကြီးကအတန်ကျင်းနဲ့អော်လိုက်တယ်အာတေးပါပြီဖိုးထုကဘာဖြစ်သွားပြီလဲမိဝိုင်းအော်ပြီးလဲသွားတယ်တင်နေထားလိုက်မနှက်မှကြည့်တော့အိတ်တော်မင်းမနှက်ပြန်ငါတော့ပြန်မှာဒီလိုနေရာမှာမနေချင်ဘူး